这样的你听的呀？你一边说的俺没有下得到了，你听的呀啦？我这个鬼背来把老多耶，我这个笨蛋钱都把他当我买耶。爸，那我了身边的都开平了，连俺那么把得清了，啊，连俺那么把得清了的，到底下家务搞的没嘛嘞？我这个西藏这个人，那别给你脑袋下的嘛嘞？他都老脑袋呀，你们在么听脑袋呀？你都在有，那不还有，那在搞也讲是有的，你这个，啊，你都在有，反正你老老在呢，什么别干是你这个。哎呀，你没嘞？你我他妈什么事？你想干什么没了？你我过去来做那个你们没了？当然你看了你，把你老大丢了没？你都刚刚听到不看好吗？啊！ဒီကရှုပ်တယ်ငါပတ်တက်နေမှာပဲပြီးတော့အဲ့ကိစ္စကကိုယ်နဲ့ဆိုင်တဲ့ကိစ္စလေဝင်မပါပဲကောင်းပါရဲ့နောက်တစ်ခါငါဖုန်းဆက်တော့မကင်ပဲနေရနေကြည့်တော့ငါပါကောင်လည်းနေသိရနော်你悄悄来那个公园了，你讲你可以爬上去你的呀嘞？松胸甲皮儿没嘛掉，像这样那个心酸，你老高就拿来了。你ဘယ်လိုလေတဲ့မျိုးနဲ့ငါ့ကိုပြန်ပြောနေ你ဘယ်အားကိုရရ你ဘယ်တော့မှငါ့ကိုဒီလိုလေတဲ့မျိုးနဲ့ပြောဘူးလို့လေဒါကုန်မဲလားငါအောင်ဒါကုန်မဲလား你ရိုက်လေ你先攞了ငါ့ကိုရိုက်လေ你ပြော得မြောင်ငြိမ်ခံနေတဲ့ရှင်မင်းများ用给俺那天最多的说你对，你喽，我觉得咋才不行？如果真的想交流，那毛都没得办啊！够没了，都没人嘛你6千了，再熬6多，再熬下一多。我最熬没忍了你，俺那谁谁把你老公给身上的，你快口了，到现在我都记得你妈妈。ကောင်းပါသမီးလေးကလေသူ့ဖေးစိတ်ကတော့အလဲသွားခြင်းနဲ့ဆိုလို့လိုက်ဖို့ပေးရတာလေဟိုရောက်တော့ငါများလို့ရှိလို့သွားဆရာရှိရဲဆိုလို့မထူပါဘူးတန်တခါလေးလိုက်လာခဲ့ရပါညာသူ့စိတ်လို့ရှိဖြစ်ပါအောင်နော်ဟုတ်တာညအပေါင်းစိတ်နှောက်ရှက်ဖြစ်ရမှာလေညအိမ်လာလေပြရအောင်ကျေးဇူးတင်ပါတယ်တော်သေးရပေါ့ညာသဘောကောင်းလို့အော်ဟိုရောင်းတဲ့ဆောင်နဲ့ညမမေကိုတန်တခါလေးလှုပ်ဆက်သွားလိုက်မယ်လေညမမေကငေါ့နာဆိုတော့တန်လေးထားမှာပေါ့မဟုတ်ဘူးလားမောင်ဘောတာတန်လို့ပါလာတော့ဒါအဲ့ဒီပြေအဲ့ဒီလုံးမတောင်းတော့အဲ့ဆိုလည်းသွားအောင်လေညတန်လို့ရင်ဝင်နေနော်အဲ့ဒီလားဘာလို့လဲချောလိုက်တာဘဘနောက်တော့ပါဆရာနဲ့ဆရာတို့အလောက်ပေါင်းထားလို့လားမသိဘူးနော်ဟင်
ဒီလေးကြည့်ရတယ်နင်းသမီးလို့ပါလား 这是那个谁有小微了吗？这个路没小学的谁不忘了不明白哩？ ဟောတာလို့ပါကွယ်တာလို့ပါအော်ဒါနဲ့ဆရာကတော့လေဆရာဝန်ပဲဆိုအခုလိုနားလဲရတော့မပြောနေပါပဲနော် ။ဟောအဲ့လိုလည်းမဟုတ်ပါဘူးအန်တီရဲ့ဟိုတခါတလေတော့လည်းအရင်ချိန်တွေကိုတော့ပြန်သတိရပါတယ်။ဒါပေမဲ့လည်းအိမ်မကိစ္စတွေရဲ့တမီးလေးတို့ပေးရတဲ့အချိန်လေးရဲ့မောင်မိုက်ကူရတာနဲ့ဒီမဲ့တိုင်ကိုပိုင်ချိန်ဆိုတာမရှိတော့ပါပဲ အေးမင်းနိုင်ပြောဟုတ်လားအဲ့ယူနာမနဲ့တည်းအန်နေတာပေါ့အေးမနေ့ကတော့မပြောဘူးတဲ့ပြတော့ဟုတ်လား ။ဆရာနဲ့စကားပြောချင် စကားပြောနေဆိုရှင်ပြင်မတော့ပြောမယ်လား ။ဆရာနဲ့ရောက်တယ်ပြောချင် ငါလည်းပြောနေဆိုရှင်အိမ်ရှိမတော့ပြောမယ်ဟာညဒီဘာလို့ဟမ်ဒီလိုပေါ်တော့တတ်နေမှာဘာဖြစ်ကုန်ဘယ်နည်းနဲ့အောင်တွေးမိဘူးလား ရရှိမှသူ့ကြောင့်မပြောလို့မရလားဆရာညသူ့ကြောင့်မကြားချင် ကဲပြောမင်းကဘာပြောမှာပြော ။ဆရာဘာလို့ပြောလဲ ခေါ်လာတော့ဘာဖြစ်ဟာလေမင်းကမင်းအိမ်ကိုဘာလို့မိသားစုလက်စီစီဟမ် ညလေးနာလို့ဆရာတို့နဲ့တွေ့တယ်ညခံစားတို့တည်းနဲ့ဆရာတို့ခေါ်လာညငါကြောက်တာ ဘာမင်းဘာလို့လာချင်တော့ဟမ်ဘာမရမင်းနဲ့ငါရဲ့ကြားရင်မိတ်ဆွေဆိုတာလည်းပုံဘာတစ်ခုမှမရှိဘူးမင်းဘာလဲစောက် ဘာလို့တွေ့နေလဲဆရာသိပါရဲ့ဆရာသိရတယ်ဒီလိုမျိုးခေါ်လာညစိတ်ဆိုးတာဟာတော့မင်းတို့ဘယ်လိုမခေါ်လဲ ဒီမှာများတဲ့ငါ့ရဲ့မိန်းမလေသွားတဲ့တော့ကိုမရားလိုက်အေးမရားသွားတဲ့တော့ကိုလေလိန်လိုက်ပါဒါကတဘာဝအဲ့တော့မင်းလက်မခံဘူးမင်းငါ့ကိုလည်းမပတ်သက်ငါလည်းမင်းနဲ့ပတ်သက်စရာဘာအကြောင်းမှမရှိဘူးမနှက်ဖြေအားစားပြီမင်းနောက်တော့ဆရာဝန်တက်တယောက်ရှာမင်းစီကိုမတော်ဘူးလားဒီမဲ့ ။အဲ့ခါလေးမှာဘာလုပ်လဲ ဘာဖုန်းပြောရင်းနဲ့လိုင်းပြောက်သွားလို့လေအတီကန်းထဲမှာလိုင်းမိလို့ဆိုမဝင်ပြောနေတာ ။မောင်ဖုန်းကအလောက်ရေးကြည့်လို့လား အရေးကြီးတဲ့အတိုင်းစေမှာလူနာဒီတော့တဲတဲ့ဖြစ်နေလို့အဲ့ဒီလူနာကိုပုံမင်းနဲ့ခုပြနေတာအားကြောင့်လူနာရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဒီစိတ်ကိုပြောပြနေအောင်ပါဟုတ်တမ်းယူရင်မင်းနဲ့ဖုန်းပြောကြည့်လေ ။ထားလိုက်ပါ။ပြောတော့သမီးလေးကပြင်စင်ပြီးရဲ့မောင်ပြီးမလား။တောင်းလို့ပြင်ကြတယ် ပြန်မယ်လေအဆိုမောင်စေးသိန်းနဲ့သမီးလေးကတခါတည်းခေါ်ခဲ့လိုက်ပြီတန်ကာနာတော့
တော့ဆောင်းနိုင်တယ်